ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျခါရာဘောင်းဖလားဆီမီဖိုင်နယ်ပွဲစဉ်ချက်စီနဲ့အာဆင်နယ်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်မင်းညာက channel မှာနှစ်ပွဲရွေးပေးခဲ့တာဒါရိုမာပွဲလေးကတော့အဆင်မပြေဘူးမက်ဆီဒီပွဲလေးကတော့အဆင်ပြေတယ်ပေါ့နော်အရှုံးတော့မရှိဘူးပေါ့ဗျာနော်ဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ရွေးချယ်ပေးထားပါတယ်ဒီလိုပွဲလေးတွေလိုချင်နော် Telegram channel လေးကို join ထားပေးပါဗျဒီပွဲလေးကတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်ချက်စီကတော့ဒါနီးပြတက်နဲ့ဒါပုံစံတစ်ခုကိုကူပြောင်းနေစေကာလပဲဖြစ်ပါတယ်ဒီပြတဲ့ရိုစီနီယာပထမဆုံးဒါကင်တွယ်ခဲ့တဲ့ FA ဖလားပွဲစဉ်မှာတော့ဒါအိမ်ခွင်းမှာချာတွန်တင်းကို9-9နဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။ချက်စီကဒါအိမ်ခွင်းမှာဒါအာဆင်နယ်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲတွေမှာတော့ရလဒ်ကတော့တိတ်မကောင်းခဲ့ပါဘူး။ဒါပေမဲ့နီးပြူဟာအသစ်ကအိမ်ခွင်းမှာအာဆင်နယ်ကိုအခက်တွေ့အောင်လုပ်နိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။အာဆင်နယ်ကတော့ဒါပရီးမီးယားလိဂ်ချန်ပီယံလိဂ်အပြင်ဒါဖလားပြိုင်ပွဲ၄ခုလုံးမှာပိုဆွဲဖို့ရေပန်းစားနေပြီးတော့ဥရောပရဲ့အကောင်းဆုံးတင်လို့တော့ပြောလို့ရပါတယ်။ဂန်နာတို့ကဒါပြိုင်ပွဲစုံ9ပွဲဆက်ရှုံးမွေးမရှိစံချိန်တင်ထားပြီးတော့အဝေးကွင်း၄ပွဲဆက်တိုက်အနိုင်ရထားသလိုဒါအဝေးကွင်းပိုင်းမှာလည်းတိုက်စစ်ပိုင်းက9မျိုးနေပါတယ်လူစင်းပိုင်းကိုကြည့်မယ်ဆိုရင်ဒါချက်စီဘက်မှာတော့ကိုပါမတ်ဒါရီဂျေးစ်နဲ့ဒါဂတ်စတိုတို့ပြန်ပါလာနိုင်တာကအသင်းရဲ့တိုက်စစ်ရောခံစစ်ကိုပါတိတိတတ်တအင်အားတောင့်တင်းသွားစေပါတယ်အာဆင်နယ်ဘက်မှာတော့ဒါကာလာဖီယိုရီနဲ့မော်စကွဲယာတို့ဒဏ်ရာနေတာကြောင့်ပွဲပန်းနေတဲ့ဆာလီဘာဂါဘရီယယ်တို့ကိုအနားပေးလို့မရပဲ73ရမှာမလို့အားနည်းချက်တော့ဖြစ်လာနိုင်ပါတယ်အတူအကိုကြည့်မယ်ဆိုရင်ဒါအာဆင်နယ်ကချက်စီအိမ်ခွင်းမှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့10ပွဲဆက်တိုက်လုံးရှုံးပွဲရှိမထားပါဘူးချက်စီနေနဲ့ကတော့ဒါရိုစီနီယာရဲ့နီးဗျူဟာအသစ်နဲ့ဒီဆိုရတဲ့မှတ်တမ်းကိုရပ်တန့်ဖို့တော့ကြိုးစားပါလိမ့်မယ်အာဆင်နယ်အနေနဲ့ကတော့ပွဲကိုထိန်းချုပ်ကစားဖို့ကြိုးစားမှာဖြစ်ပေမဲ့ဒါခံစစ်ပိုင်းပွဲပန်းနေမှုနဲ့ဒါတန်ရာပြဿနာတွေကြောင့်ပဲချက်စီရဲ့တိုက်စစ်ကိုဂိုးပြန်ပေးနိုင်ရတယ်လို့တေးရလက်လည်းဖြစ်နိုင်ပြီးတော့အနိုင်ရှုံးပေါ်ခဲ့မယ်ဆိုရင်တော့အာဆင်နယ်တို့ကပဲတကူးတာလောက်နဲ့ခတ်နိုင်သွားနိုင်ပါတယ်ညီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတော့ comment လေးမှာရေးပေးသွားပါအောင်ဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ